ချိန်ပြည့်ပြီမနေ့တုန်းကသက္ကုဒ္ဒရာမျက်စိ၌ရှိတဲ့ယုတ်ကလမျိုးစား9မျိုးယုတ်မျိုးစား63မျိုးအကြောင်းကိုပြောနေတုန်းပဲနော်အဲဒီတော့မနေ့ကသက္ကုတတကကလကာယတတကကလသက္ကုအကြည့်ကိုရူပယုံနဲ့ယူရတယ်ကာယအကြည့်ကိုတော့ပထဝီတေဇောဝါယောနဲ့ယူရတယ်ပြီးတော့တဲ့အခါကျတော့ဘာဝတတကကလကမ္မဇယုတ်တွေပဲနော်အောက်ကစာပိုက်မှာတော့ဘာဝတတကကလဘာဝယုတ်လင်10ခုမြောက်ရှိသောမကြည်သောယုတ်ကလဆိုတော့ရှေးဥပိုင်းကယောဂီကဇေဝိတယုတ်သက်ရှင်လှုပ်ရှားသည့်အမူအရာလှုပ်ရှားသည့်အမူအရာကိုနားလည်သဘောပေါက်တော့ဘာဝယုတ်ကိုဘယ်လိုရွေးရတယ်ဆိုတာနားလည်ပြီးမှသာလျှင်ယုံမျိုးစား63ကိုစတာ哦ယခုတော့ဇေဝိတယုတ်တဲ့သက်ရှင်လှုပ်ရှားသည့်အမူအရာဇေဝိတယုတ်လည်းရှိတယ်ဘာဝယုတ်လည်းရှိတယ်အမူအရာပေါ်မှာမူတည်ပြီးတော့ဘာဝယုတ်ကိုယူရတယ်သက်ရှင်လှုပ်ရှားသည့်အမူအရာဖြစ်တဲ့ဇေဝိတယုတ်ကခက်ထန်တယ်တွက်လက်တယ်ကြမ်းတမ်းတယ်နူးညံ့တယ်သိမ်မွေ့တယ်အဲသိမ်မွေ့မှုနူးညံ့မှုကြမ်းတမ်းမှုကိုကြည့်ပြီးတော့ယောဂီကဒါဘာဝယုတ်အမျိုးသမီးဖြစ်ကြောင်းဘာဝယုတ်အမျိုးသားဖြစ်ကြောင်းဘာဝယုတ်ပေါ့နော်ဘာဝယုတ်ကိုရွေးပြီးလို့ရှိရင်ဘာဝယုတ်တွေမှာရှိနေယုတ်အမျိုးစားတွေထပ်ခွင့်ရတယ်ပထဝီအဘောတေဇောဝါယောဝဏဂန္ဓရတဩဇာဇေဝိတဘာဝယုတ်ဘာဝယုတ်ကတော့အထူးရွေးစရာမလိုသက်ရှင်လှုပ်ရှားသည့်အမူအရာဇေဝိတယုတ်ကိုနားလည်သဘောပေါက်ပြီးဘာဝယုတ်ကိုရှာဖွေထားနားလည်ထားတာဖြစ်သည့်အတွက်ကြောင့်ဒီယုတ်အမျိုးအစားတွေကိုရှုတဲ့ချိန်ခါမှာလည်းပဲဒီဘာဝယုတ်ကိုကျိုတင်ပြီးသိထားတဲ့အတိုင်းပဲပြန်ရွှေ့လိုက်ရုံနောက်ပြီးတော့ဇေဝိတနဝကကလဆိုတာလေဇေဝိတနဝကကလဇေဝိတယုတ်လျင်9ခုမြောက်ရှိသောမကြည်သောယုတ်ကလဆို9ခုရှိတယ်ဇေဝိတယုတ်တော့ရှိတယ်ဘာဝယုတ်မရှိဘူးဒါလည်းမကြည်သောယုတ်ကလမှန်သာလင်ရွေးရတယ်တဲ့အဲဒီတော့ဇေဝိတယုတ်ကိုရွေးပြီးရင်ပရမဉာဏ်မြင်ဆိုင်အောင်ဓာတ်ခွဲရတယ်ပထဝီအာဘောတေဇောဝါယောဝဏဂန္ဓရတဩဇာဇေဝိတကမ္မဇယုတ်တွေပဲနော်ပြီးတော့စိတ်တဇယုတ်တဲ့စိတ်တဇယုတ်ကြတော့စိတ်တဇယုတ်ကိုသိဖို့ရန်အတွက်ဘဝမနောအကြည်သိသိရရရှိပြီးတဲ့တမာတိကတော့ထူထောင်ရတာပေါ့နော်အဲဒီတော့ရရှိပြီးတဲ့တမာတိကိုထူထောင်ပြီးလို့ရှိရင်မိမိရှုကျင်တာကိုကောက်ရှုရမယ်အဲဒီတော့စိတ်တစားယုတ်ကိုဘယ်လိုရှုလဲဆိုတော့ဘဝမနောအကြည်သိသိရနှလုံးအိမ်တွဲမှာဘဝမနောကြည်ဖြစ်တဲ့မနောဒွါရကိုသိသိရတယ်ဘဝမနောကြည်တွေ့ပြီးကာယဝိညာဉ်တစ်ခုခုလှုပ်ကြည့်ရတယ်ခြေထောက်လေးလှုပ်ကြည့်မလားခေါင်းလေးလှုပ်ကြည့်မလားလက်ညှိုးလေးတစ်ချောင်းကိုွေးကြည့်မလားဆန်းကြည့်မလားပေါ့နော်ဘဝမနောကြည်အာယုံယူပြီးတော့လက်ကလေးတစ်ချောင်းကိုွေးကြည့်ဆန်းကြည့်ဘာကြောင့်ကိုွေးတာလဲကိုွေးခြင်းနဲ့စိတ်ကြောင့်ကိုွေးတယ်ဘာကြောင့်ဆန်းတာလဲဆန်းခြင်းနဲ့စိတ်ကြောင့်ဆန်းတယ်ကိုွေးခြင်းနဲ့စိတ်ဆန်းခြင်းနဲ့စိတ်အဲ့ဒီဘဝမနောကြည်မှာသူကတရိပ်ရိပ်ဖြစ်သွားတယ်စိတ်တစားယုတ်ကိုသိဖို့ရန်အတွက်ဘဝမနောကြည်နဲ့တကွာဘဝမနောကြည်အောက်ကိုဓာတ်လေးပါးအာဂတတယုတ်ကလပိုင်းခြားယူရင်ယုတ်ကလအမှုံတွေကြီးပဲအဲ့ဒီယုတ်ကလအမှုံတွေမှလည်းကြည်သောယုတ်ကလမကြည်သောယုတ်ကလတွေရောပြောနေတယ်မကြည်သောယုတ်ကလကိုသာအာယုံယူပြီးလက်ကလေးတစ်ချောင်းကိုကိုွေးကြည့်ဆန်းကြည့်ကိုွေးကြည့်ဆန်းကြည့်ကိုွေးခြင်းနဲ့စိတ်ကြောင့်စိတ်တစားယုတ်တွေအုံကြွပြီးတဖွာဖွာဖြစ်သွားတယ်
ဆန့်ကျင်တဲ့စိတ်ကြောင့်လည်းပဲစေတစာရုပ်တွေအုံကြွပြီးတပွားပွားဖြစ်သွားတယ်အဲ့ဒီတော့အဲ့ဒီစေတစာရုပ်မှလည်းပဲဓာတ်ခွဲရင်၈မျိုးရှိတယ်တဲ့ပထဝီအာဘောတေဇောဝါယောဝဏ္ဏခန္ဓာရတ္တဩဇာတဲ့ဒါကတော့စေတစာရုပ်ပေါ့နော်စေတစာအထက်ကလပြီးသွားတဲ့ခါကျတော့ဥထုဇာအထက်ကလခုနစာပိုက်မရွတ်လိုက်အောင်ဥထုဇာအထက်ကလကြတော့ယုတ်ကလတစ်ခုအတွင်း၌ရှိသောတေဇောဓာတ်ဥထုကြောင့်ဖြစ်သောဩဇာလင်၈ခုမြောက်ရှိသောမကြည်သောယုတ်ကလယုတ်ကလတစ်ခုအတွင်းရှိသောဒီဥထုဇာယုတ်ကိုအဲ့ဒီဥထုဇာယုတ်ကလည်းဘယ်ကဥထုဇာယုတ်ကိုရှုမှလဲဆိုတော့စက္ခုအကြည့်ထဲမှာရှိတဲ့ဥထုဇာယုတ်စက္ခုကြည့်ကိုရူပါယုတ်နဲ့ပြန်ရွေးတယ်ဖြတ်ခရင်ကြည့်တောက်သွားတယ်အဲ့ဒီစက္ခုအကြည့်ထဲမှာတေဇောဆိုတဲ့ဥထုပူတာကိုလည်းဥထုအေးတာကိုလည်းဥထုတဲ့ပူမှုသဘောအေးမှုသဘောအာယုံယုတ်ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီစက္ခုအကြည့်တွေကပုံမှုအေးမှုဆိုတဲ့ဒီဥဒုကြောင့်ဖြစ်တဲ့ဥဒုဇာယုတ်တွေအသစ်တွေပွားသွားတယ်၄၅စင်ပွားသွားတယ်အဲ့ဒါဥဒုဇာယုတ်ဘယ်ထက်ကဥဒုလဲစက္ခုအကြည်ထေကပထဝီအာဘောတေဇောအဲ့ဒီတေဇောဖြစ်တဲ့ဥဒုဇာယုတ်တွေကသားစဉ်မြေစဉ်ပွားပြီးတော့နေတယ်ဓာတ်ခွဲမယ်ဆိုရင်လည်း၈မျိုးရှိတယ်တဲ့ပထဝီအာဘောတေဇောဝါယောဝဏ္ဏခန္ဓာရတ္တဩဇာ၈ခုအဲ့ဒီတော့စက္ခုအကြည့်ထဲမှာရှိတဲ့တေဇောကာယဓာတကကလကာယအကြည့်ထဲမှာရှိတဲ့တေဇောဘာဝယုတ်ထဲမှာရှိတဲ့တေဇောဇေဝိတနမကကလတွင်မှာရှိတဲ့တေဇောစေဇာထကလတွင်မှာရှိတဲ့တေဇောအဲ့ဒီပုံမှုသဘောအေးမှုသဘောတွေအဲ့ဒီကလတ်တွေကိုပြန်ရွေးပြီးတော့အဲ့ဒီကလတ်တွင်မှာရှိတဲ့ပုံမှုသဘောအေးမှုသဘောကိုအာယုယူကြည့်လိုက်ရင်သူကသူစင်ကဲပွားနေတယ်စေတစာယုတ်ကြတော့ရိုးရိုးကမောင်စရာစိတ်ကြောင့်ဆိုတော့2ဆင့်3ဆင့်နဲ့ဇန်စိတ်တို့ကြတော့ဒီကုလုံးပြန့်နှံ့ပြီးတော့ကိုဖြစ်နေတယ်လေနော်ဥဒုဇာယုတ်ကြတော့အဲ့ဒါလို့သွားရတယ်တဲ့နောက်တစ်ခုအဟရဇယုတ်တဲ့အဟရဇယုတ်ကြတော့တဲ့မိမိစားမြုပ်လိုက်တဲ့အစာသစ်ကုဋ္ဌာတမှာရောက်ရှိနေတဲ့အစာသစ်ကုဋ္ဌာတပေါ့စားမြုပ်လိုက်တဲ့ထမင်းတို့လိုမုတ်တို့လိုအချိုရည်တို့လိုပေါ့အဲ့ဒီတော့အာဟာရရှိတဲ့ချိန်ခါမှာတဲ့အဲ့ဒီအစာအိတ်ထဲမှာရှိနေတဲ့အာဟာရတွေကိုဓာတ်၄ပါးအာဂတတယုတ်ကလပိုင်းခြားယူလိုက်ယုတ်ကလအမှုံတွေကြီးအဲ့ဒီယုတ်ကလအမှုံတွေကကြည်သလားမကြည်သလားဆိုတော့မကြည်ကြဘူးတဲ့အဲ့ဒီမကြည်တဲ့ယုတ်ကလတွေကသူ့ရဲ့အမည်နာမကဘာလဲဆိုတော့ဥဒုဇာယုတ်တဲ့အဲ့ဒီတော့စားမြုပ်လိုက်တဲ့အစာသစ်ကုဋ္ဌာတပေါ့အာဟာရဓာတ်၄ပါးသိမ့်စီလိုက်တဲ့ဓာတ်၄ပါးအာဂတတယုတ်ကလပိုင်းခြားယူလိုက်တော့ယုတ်ကလအမှုံတွေရတယ်မကြည်သောယုတ်ကလတွေသူတို့ကဘာလဲဆိုတော့ဥဒုဇာယုတ်တဲ့ဘာကြောင့်ဥဒုဇာယုတ်ခေါ်လဲဆိုတော့ယုတ်ကလတစ်ခုတွင်းရှိတဲ့တေဇောတွေကစင်ကဲပွားနေတာဖြစ်တဲ့အတွက်ကြောင့်တဲ့အဲ့ဒီအာဟာရတွေကအာဟာရမဖြစ်ခင်ပေါ့လေထမင်းဆိုရင်လည်းဆံဖြစ်မှာဓာတ်လေးပါသိသိရင်လည်းဒီလိုမျိုးမကြည်မုံဥဒုဇာယုတ်တွေရတယ်ထမင်းဖြစ်တဲ့အချိန်ကမှလည်းဓာတ်လေးပါအာဂတတယုတ်ကလပိုင်းခြားယူရင်မကြည်တဲ့ယုတ်ကလဥဒုဇာယုတ်တွေရတယ်ပကံနဲ့ရောက်တဲ့ချိန်ကမှလည်းဥဒုဇာယုတ်ပဲ၊ဂရင်းနဲ့ရောက်တဲ့ချိန်ကမှဥဒုဇာယုတ်ပဲ၊အာဟာရဇအစာအသစ်ကုဋ္ဌာတထဲကိုရောက်သွားတဲ့အစာအိတ်ထဲကိုရောက်သွားတဲ့အစာအသစ်ကုဋ္ဌာတတွေလည်းပဲဥဒုဇာယုတ်တွေကြီးပဲ။အဲ့ဒီဥဒုဇာယုတ်တွေကိုအာဟာရမှဖြစ်ပေါ်လာရရှိလာတဲ့ဥဒုဇာယုတ်တွေကိုဓာတ်ခွဲလိုက်တဲ့အခါကျတော့၈မျိုးရှိတယ်။ပထဝီအာဘောတေဇောဝါယောဝဏ္ဏခန္ဓာရတ္တဩဇာတဲ့အဲ့ဒီဩဇာကဘသူရဲ့ဩဇာလဲဆိုတော့ဥဒုဇာဩဇာအာဟာရဇာယုတ်မဖြစ်သေးဘူးတဲ့အဲ့ဒီဥဒုဇာဩဇာကိုတဲ့ဥဒုဇာယုတ်ကလတ်တွေအများကြီးဖြစ်နေကြတယ်အဲ့ဒီဥဒုဇာယုတ်ကလတ်တိုင်းမှာဩဇာတွေလည်းအများကြီးရှိတယ်တဲ့အဲ့ဒီအစာအိမ်နံရံဝန်းကျင်ပတ်ချာမှာလည်းပဲဇေဝိတနဝကကလယုတ်တွေရှိတယ်တဲ့
အဲဒီဇီဝိတနဝကကလရုပ်တွေကအစာအိမ်ဝန်းကျင်ပတ်ချာမကတကုံလုံးမှလည်းရှိတယ်တဲ့အဲ့ဒီတော့အစာအိမ်ရဲ့ဝန်းကျင်ပတ်ချာမှာဒီဇီဝိတနဝကကလရုပ်တွေရှိတယ်အဲဒီဇီဝိတနဝကကလမှလည်းပဲတေဇောဆိုတာရှိတယ်ပထဝီအာဘောတေဇောဝါယောဝဏကန္ဓာရတ္တဩဇာဇီဝိတအဲ့ဒီနဝကကလထဲမှာတေဇောဆိုတာရှိတယ်အဲ့ဒီတေဇောကိုဘယ်လိုခေါ်လဲဆိုတော့ပါစကဝမ်းမီပါစကတေဇောဒီလိုမျိုးခေါ်တယ်အဲ့ဒီတော့စားမြုံလိုက်တဲ့အစာသစ်ကုဋ္ဌာတဓာတ်၄ပါးသိသိလိုက်တော့ယုတ်ကလအမုံကြီးပဲဥဒုဇယုတ်တွေပဲအမုံတိုင်းမှာအဟရဇယုတ်အမုံတိုင်းမှာဩဇာဆိုတာရှိတယ်အဲ့ဒီဩဇာကိုစားမြုံလိုက်တဲ့အဲ့ဒီဩဇာကိုစာရင်ဝန်းကျင်နေရာမှာရှိနေတဲ့ဇီဝိတနမကကလတွင်းရှိတဲ့တေဇောကလောင်ကျွမ်းလိုက်တယ်ချက်လိုက်တဲ့အခါကျတော့အဲ့ဒီတော့မှအဟရဇယုတ်တွေကဆင့်ကဲဆင့်ပွားတယ်တဲ့ပွားတိုင်းမှာလည်းပဲရှိသောကလပ်ပြားဩဇာနဲ့ဇီဝိတနမကကလတွင်းရှိတဲ့တေဇောတို့ဒီနှစ်ခုဟာအားပေးထောက်ပံ့မှာနောက်ထပ်အသစ်တွေပွားတာကိုယောဂီကဒါကိုမြင်အောင်ရှုရတယ်တဲ့အဲ့ဒီကလပ်တိုင်းမှာလည်းပဲဓာတ်ခွဲလိုက်လို့ရှိရင်သူက10မျိုးရှိကြတယ်တဲ့အဲ့ဒီအစာအိတ်ထဲကဒီစတဲ့ကုဋ္ဌာတကိုဓာလေးပါသိသိရရှိတဲ့ဥဒုဇဩဇာကိုစာအိမ်နိုင်ဝန်းကျင်မှာရှိတဲ့ဇီဝိတနုကကလတွင်းရှိတဲ့တေဇောကလောင်ကျွမ်းပြီးဖြစ်ပေါ်လာတဲ့အဟရဇရုပ်တွေဟာ6ဓဝရ42ကုဋ္ဌာတလုံးကိုပြန့်နေတာအဲ့ဒီတော့မျက်လုံးမှာရှိတဲ့အဟရဇယုတ်ကိုအလိုရှိတာဖြစ်သည့်အတွက်ကြောင့်အဲ့ဒီအစာအိတ်ကနေခြေရခံပြီးတော့ဒီလိုဆင့်ကဲပွားနေတာဘုတ်ဆက်မဟာဘုတ်ဓာတ်ကြီး၄ပါးလိုအချင်းချင်းပုတ်ချုပ်ထိခိုက်ပြီးတော့အဲ့ဒီလိုမျိုးဆင့်ကဲဖြစ်ပေါ်လာတဲ့ဒီအဟရဇယုတ်ကမျက်လုံးတိုင်အောင်ပြန့်ပွားနေတာကိုယောဂီကမြင်ရတယ်တွေ့ရတယ်အဲ့ဒီအဟရဇယုတ်မျက်လုံးမှာရှိတဲ့အဟရဇယုတ်ကိုရပြီဆိုရင်ဓာတ်ခွဲရတယ်ပထဝီအာဘောတေဇောဝါယောဝဏကန္ဓာရတ္တဩဇာအဲ့ဒီတော့မှမျက်လုံးအတွင်းမှာရှိတဲ့အဟရဇယုတ်ကိုသိသိတဲ့ကိစ္စပြီးတယ်အဲ့ဒီတော့ခုနတုန်းကအစာတိကုဋ္ဌာတဓာတ်လေးပါသိသိတဲ့လုပ်ငန်းခွင်ကိုအဲ့ဒီလိုအခြေခံပြီးတော့မလိုက်ဘူးဆိုရင်မျက်လုံးအိမ်ထဲမှာအဟရဇယုတ်ကဘာလဲဘယ်လိုလုပ်မသိဘူးအဲ့ဒီလိုခြေရာခံပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးအဟရဇယုတ်တွေပွားနေတာကိုမြင်မှဒါအဟရဇယုတ်ပဲဆိုတာဒါနားလေလို့ရတယ်တဲ့နော်အဲ့ဒီတော့မျက်လုံးအိမ်ထဲမှာဒီယုတ်ကလအမျိုးအစား9မျိုးကသက္ကုဓာတကကလံကာယဓာတကကလံဘာဝဓာတကကလံဇီဝိတနဝကကလစိတ်တဇအထကလဥဒုဇအထကလအဟရဇအထကလယုတ်ကလမျိုးစား9မျိုးယုံမျိုးစား63မျိုးအဲ့တော့သက္ကုဓာတကကလမှာ10မျိုးကာယဓာတကကလမှာ10မျိုးဘာဝဓာတကကလမှာ10မျိုးဇီဝိတနဝကကလမှာ9မျိုးစေတဇအထကလမှာ10မျိုးဥဒုဇအထကကလမှာ10မျိုးအဟရဇအထကလမှာ10မျိုးအကုန်လုံးပေါင်းလိုက်တော့63မျိုးဆိုပြီးဒီလိုနားလည်ရတယ်တဲ့ကမ္မထာအထုတ်တဲ့ယောဂီတွေယုတ်ကလမျိုးစား9မျိုး6ယုတ်မျိုးစား63ကိုအာယုံယူပြီးတော့ဝိပဿနာရှုပါဆိုပြီးဒီလိုယုတ်ကမ္မထာတွေကိုသိသိပြီးသွားပြီဆိုရင်ဝိပဿနာပိုင်းရောက်ရင်အဲ့ဒီမျက်လုံးအိမ်ထဲမှာရှိတဲ့ယုတ်ကလမျိုးစား9မျိုးယုတ်မျိုးစား63ကိုဝိပဿနာရှုဖို့ဆိုပြီးဒါတော့ပြောလိုက်ရင်ယောဂီကသူနားလည်သွားပြီ။ဘာဖြစ်လို့လဲသူလုတ်ပြီးသားတွေပေါ့မျက်လုံးအိမ်ထဲမှာဘာတွေရှိတယ်ယုတ်ကလမျိုးစား9မျိုးတွေကဘာတွေလဲယုတ်မျိုးစား63ကဘာတွေလဲဆိုတာပရမဉာဏ်မြင်ဆိုင်အောင်လုပ်ခဲ့ပြီးဖြစ်သည့်အတွက်ကြောင့်အဲ့ဒီယုတ်ကလတွေမှာတောင်းမတင်မဲနဲ့အဲ့ဒီပရမတ်ဆိုတဲ့သဘောတရားလေးကိုသာဖြစ်ပြီးပြတ်သွားတဲ့သဘောကိုအနေစာလို့ရှုပါဖြစ်ချင်းပြချင်းတန်ကြပြညှဉ်းမှနှိမ့်ဆက်ခံရတဲ့သဘောကိုအာယုံယူပြီးတော့ဒုက္ခလို့ရှုပါမပြည့်စည်ပဲခြေခဲခိုင်မှနှစ်သာရဖြင့်အတ္တမရှိတဲ့တည်နေတဲ့အတ္တမရှိတဲ့သဘောကိုအာယုံယူပြီးတော့အနတ္တလို့ရှုပါဆိုပြီးအနိစ္စဒုက္ခအနတ္တရှုတာအဲ့ဒါဝိပဿနာကိုစသင်တာဒါကတော့ကြိုပြီးတော့ဝိပဿနာရှုတာသူတို့တွေကိုရှုရတယ်ဆိုတဲ့အကြောင်းပြောတာပေါ်ရရှုတာတော့မဟုတ်ပါဘူးတဲ့နော်ဒါတွေကဘာတွေလဲမဟာဗုဒ္ဓကြီး၄ပါးနဲ့ဓာတ်ကြီး၄ပါးမှီတွယ်နေတဲ့ဥပါဒယုတ်တဲ့
အဲဒီတော့ဝိပဿနာရှိနေတဲ့ယဟန်သည်ရှုနေတဲ့ယဟန်သည်ယောဂီသည်တဲ့ယုတ်ကိုမသိဘူးတဲ့မဟာဂောပါလကသုတ်တမှာမဟာဗုဒ္ဓကြီး၄ပါးကိုလည်းမသိဘူးတဲ့ဓာကြီး၄ပါးမိတွင်နေတဲ့ဥပါဒာယုတ်တွေလည်းသူမသိဘူးတဲ့အထက်ကရာဘာပြောတယ်ဒါတွေမသိရင်ဝိပဿနာမဖြစ်ဘူးတဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုတာဘယ်နည်းနဲ့မှမရနိုင်ဘူးတဲ့ဒါတစိတ်တည်းသာသကုဒ္ဒဝရမှာရှိတဲ့ဒုက္ခသစ္စာအကြောင်းပြောပြတယ်နောက်ထပ်သိနိုင်တာတွေကအများကြီးရှိသေးတာပေါ့နော်နောက်နေ့ကျမှပဲသောတာကာဏဇိဝကာယဒါတွေသွားရမယ်နော်ပထမမေခွန်းရှင်ကပြီးတော့ယောဂီမ51ပါဗျာတတိယအကျင့်တရားစခန်းမှစတင်အားထုတ်ခဲ့သောယောဂီအဟောင်းဖြစ်ပါတယ်ဗျာဒီအလိုက်မေးလျှောက်ထားပါတယ်ဗျာပထမနေ့၌ပြီးတော့ဒီဒုတိယမူလလုပ်ငန်းတဘာဝလေအာယုံကိုသိနေသောစိတ်အစဉ်ကိုရိုးရိုးသေးသေးစောင့်ရှောက်နေရင်လေနှင့်ဝေသောမိကုံးငွေဖြူအပြာ9မိနစ်ခန့်မြင်ပါလေဗျာဒုတိယနေ့၌လည်းလေအာယုံကိုဝေသောမိကုံးငွေအဖြူအပြာတို့ကို2မိနစ်ခန့်မြင်ပါလေဗျာနောက်ပိုင်းဘာမှမတွေ့တော့ပါလူကတော့ပေါ်ပါပြီးချိန်ပြည့်တရားထိုင်လို့ကောင်းပါလေဗျာတတိယနေ့၌ကြည်လင်ဝင်းလက်နေသောအလင်းကို9မိနစ်ခန့်မိကစွာမြင်ပါတယ်ဗျာစရုဒ္ဓနေ့၌ဘာလင်းမှမမြင်ရတော့ပဲတဘာဝလေးကိုသာစောင့်ရှောက်ရင်အချိန်ပြည့်သွားပါတယ်ဗျာပြင်စမနေ့၌တဘာဝလေးအာယုံကိုစောင့်ရှောက်ရင်အလင်းပေါ်လိုက်ပြောင်းလိုက်ဖြစ်ပြီးမိနစ်20လောက်ကြာသည့်အထိရွှေရောင်ကဲ့သို့ဝါထိန်ကြည်လင်းလက်နေသောအလင်းပေါ်ပါတယ်ဗျာသတ္တမနေ့၌အဝါရောင်အလင်း9မိနစ်ခန့်ပေါ်ပြီးနောက်ပိုင်းပေါ်လိုက်ပြောင်းလိုက်ချိန်ကုန်သွားပါတယ်ဗျာတတ္တမနေ့၌ပထမအချိန်အတွေးဝင်ကဘာမှမှတ်မရဖြစ်ပါလေဗျာဒုတိယအချိန်တဘာဝလေအာယုံကိုစောင့်ရှောက်ရင်းအလင်းပေါ်လိုက်ပြောင်းလိုက်ဖြစ်နေပါလေဗျာငါမဟုတ်ဘူးဆိုပြီးတဘာဝလေအာယုံကိုသာဆက်လက်စောင့်ရှောက်ပါလေဗျာအထမနေ့၌လည်းတဘာဝလေအာယုံကိုစောင့်ရှောက်ရင်းအတွေးများနေပါလေဗျာဒုတိယအချိန်၌တရားထိုင်လို့ကောင်းနေပြီးလေအာယုန်နှင့်ဝေးသောအဝါရောင်အဖြူရောင်ကြည်လင်တောက်ပတဲ့အလင်းများပေါ်လိုက်ပြောင်းလိုက်ဖြစ်နေပါတယ်ဗျာနမိတ်ဘက်ကိုစိမ့်ညွတ်မိနေပြီး9မိနစ်လောက်မှာလေကရင်ဝကိုဒုံငနဲလာဆောင်၍တမာတိပြတ်သွားပါသည်ဗျာဒီစိတ်တွေဟာငါအလုံးမဟုတ်ဘူးဒီနမိတ်တွေဟာငါအလုံးမဟုတ်ဘူးဆိုတာသတိဝင်လာပြီးတဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုပဲဆက်လက်စောင့်ရှောက်ရင်ချိန်ပြည့်သွားပါတယ်ဗျာဘုရားတပည့်တော်ဟာမေတ္တာရှိထား၍ဆုံးမပေးတော်မူပါဗျာဒါကတော့သာမျက်နှာ23မှာရှိတယ်နမိတ်နဲ့ပတ်သက်ပြီးဖြစ်ပေါ်လာသည့်အခါတဲ့ယောဂီကနမိတ်ပေါ်တယ်လေအာယုံနဲ့နီးတယ်ဝေးတယ်တွဲတယ်ဆိုတာတချို့ယောဂီတွေကမေးကြတယ်နီးတယ်ဝေးတယ်ဆိုတာဘယ်လိုသိရမလဲဆိုတော့အဓိကလေအာယုံနဲ့ပဲတိုင်းတာပြီးတော့လေအာယုံနဲ့ပဲတီးဖြတ်ပြီးတော့ဒီဥစ္စာပြောရမယ်နှာခေါင်းတို့နှာခမ်းတို့မျက်နှာတို့နဲ့ပြောမယ်ဆိုရင်အကျုံးမဝင်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ကမ္မထမ်းဆိုတဲ့လေအာယုံနဲ့ပဲပြောတာကောင်းတယ်လေအာယုံနဲ့နီးတော့လေအာယုံနဲ့ဝေးတော့လေအာယုံနဲ့နီးတော့လေအာယုံနဲ့တွဲတော့မိမိသိနေတဲ့လေအာယုံကိုသိနေတဲ့စိတ်ကိုပဲသတိထားစောင့်ရှောက်တော့ဖြစ်ပေါ်လာတဲ့နမိတ်တွေသည်ဒီလေအာယုံနဲ့ပဲတီးဖြတ်ရမယ်။ဩသိနေတဲ့လေအာယုံနဲ့ဝေးသေးတယ်။သိနေတဲ့လေအာယုံနဲ့နီးနေပြီ။သိနေတဲ့လေအာယုံနဲ့ပဲယောနေပြီယောလိုက်မယောလိုက်တခါတလေယောလိုက်တခါတလေမယောလိုက်စသဖြင့်အဲ့ဒီလိုမျိုးပြောတတ်လာလိမ့်မယ်တဲ့။အဲ့ဒီတော့တတိထားစောင့်ရှောက်တယ်ဆိုတဲ့ဥစ္စာကလည်းလေကိုပဲသူပြောသွားတယ်။လေအာယုံကိုသိနေတဲ့စိတ်ကိုပဲတတိထားစောင့်ရှောက်ပြီးတမာရီထူထောင်တယ်။သူကနမိတ်နဲ့ပတ်သက်လို့သူနမိတ်ကိုသူကတွေ့တာဓာရီယူရတာတွေသူ့မှာရှိနေသေးတယ်။တွေ့တာဓာရီယူရတာတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်လှစ်လူရှုဖို့ကခက်ခဲနေတယ်။လှစ်လူရှုဖို့ခက်ခဲနေတော့နမိတ်စီရောက်လိုက်လေစီရောက်လိုက်နမိတ်စီရောက်လိုက်လေစီရောက်လိုက်အဲ့ဒီလိုမျိုးနမိတ်စပေါ်တဲ့ကိုကလှစ်လူရှုတာကျွမ်းကျင်တယ်ဆိုရင်ဒီရဲ့သူ့ရဲ့နမိတ်ပြီးတော့တော်တော်ကောင်းတော့ပြီအဲ့ဒီကနမိတ်ကိုတွေ့တာယူရတဲ့နမိတ်စီစိတ်ရောက်တာဖြစ်တော့သူမှာ
နှစ်ဖက်ရှုံးလို့ဖြစ်တယ်တမာတိဘက်ကလည်းပြတ်တယ်နမိတ်လည်းမရင်ကျက်ဘူးဒီလိုဖြစ်သွားတယ်တစ်ခုပဲလုပ်ရမေးတယ်တစ်ခုပဲလုပ်ပြီးတော့ပြန်ပြောပြတတ်ရလေအာယုံနဲ့နီးနေတယ်လေအာယုံနဲ့ဝေးတယ်လေအာယုံနဲ့တွဲနေတယ်အဲ့ဒီချိန်ကမှနမိတ်ကိုလည်းဒီနမိတ်တွေမပေါ်ခင်လည်းမမျှော်ဘူးပြောတဲ့အတိုင်းမမျှော်နဲ့မမျှော်တော့လဲပေါ်လာတယ်ပေါ်လာခဲ့သည်ရှိတော့ဒီနမိတ်နဲ့ပတ်သက်ပြီးတော့ဒီနမိတ်နဲ့ပတ်သက်လို့ရှိလဲရှိမရှိလဲနေလက်လူရှုထားပါတယ်လက်လူရှုတယ်လို့ပြောတဲ့အတိုင်းလက်လူရှုတတ်ရအဲ့ဒါလိုမျိုးပြောတတ်တယ်လက်လူလည်းရှုတတ်တယ်ဆိုလို့ရှိရင်တော့ဒီလေအာယုံမှာပဲလေအာယုံသိနေတဲ့စိတ်ကိုတတိထားစောင့်ရှောင်တဲ့တမာတိထုထောင်တဲ့လုပ်ငန်းရပ်တွေမပြတ်ဘူးမပြတ်တဲ့အတွက်ကြောင့်ဧကဂရတမာတိရည်သွေးရကောင်းတယ်ဧကဂရသမာဓိရည်သွေးကောင်းလေဟိုနမိတ်ကအရည်သွေးကောင်းလေဒီလိုဖြစ်သွားတယ်အဲဒီတော့နမိတ်နဲ့ပတ်သက်လို့နည်းနည်းသွားပြီးတွေ့တာယူရတာတွေလည်းမရှိနဲ့အပြစ်လည်းမမြင်နဲ့ဖြောက်လည်းမဖြောက်နဲ့ဖယ်လည်းမဖယ်ပါနဲ့လက်လွေရှုတဲ့အလုပ်ကလေးတစ်ခုပဲရှိလဲရှိမရှိလဲနေဖို့ဒီသဘောလေးပဲရှိလဲရှိမရှိလဲနေပေါ်လဲပေါ်မပေါ်နေခိုင်လည်းခိုင်မခိုင်လည်းနေဖယ်လည်းမဖယ်နဲ့ရှောင်လည်းမရှောင်နဲ့ဖြောက်လည်းမဖြောက်နဲ့တဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုပဲတတိထားဆောင်းရှောင်တဲ့လုပ်ကိုယူတည်တည်လုပ်ပြီးတော့ဧကဂရသမာဓိရည်သွေးကောင်းပဲထူတော်အဲ့ဒီနမိတ်တွေကနေချင်းညချင်းအားကောင်းလာလိမ့်မယ်။ဒီအမေကွန်းတစ်ဆောင်ပါဗျာ။ယောဂီမှန်50ပြီးတော့ယောဂီမှန်50ယောဂီဟောင်းဖြစ်ပါတယ်ဗျာ။ပြီးတော့ဒီဒုတိယမူလလုပ်ငန်းဖြစ်သည့်တဘာဝလေအာယုံကိုသိနေတဲ့စိတ်အစဉ်ကိုစောင့်ရှောက်နေရင်လေအာယုံဟာလေအာယုံနဲ့မတွဲသောလေနဲ့ဝေးသောအဖြူအောင်လင်းများတစ်ထိုင်မှနှစ်ခါသုံးခါလောက်ခဏတာပေါ်လာတတ်ပါတယ်ဗျာဒီနမိတ်တွေဟာငါလို့မဟုတ်ဘူးဆိုပြီးတဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုပဲစောင့်ရှောက်နေပါတယ်ဗျာပြဿနာကအထမနေ့ပထမပိုင်းအားထုတ်တဲ့အခါစတင်အားထုတ်ချိန်မှစ၍စိတ်များတည်ငြိမ်မှုမရှိပဲစိတ်ငြိမ်စိတ်အေးအောင်လုပ်လို့တောင်မရတော့ပါဗျာဘယ်လိုပဲစိတ်လျှော့မရပါထိုင်နေရာကနေထပြီးထွက်သွားခြင်းစိတ်တောင်ပေါက်လာပါတယ်ဖေဟာမေတ္တာဖို့ဖះစာစိတ်ထဲကစိတ်မငြိမ်ပါတခြားပြင်ပအတွေးများလည်းမတွေးပါမဝင်ပါပဲမတွေးပဲမဝင်ပဲဖြစ်နေတာပါဖေဟာမနှဲစိတ်ထိန်ပြီးအချိန်ပြည့်အောင်ပဲနေလိုက်ပါတယ်ဖေဟာဒုတိယအချိန်တွင်တော့တရားထိုင်၍ပြန်ကောင်းလာပြီးအလင်းနမိတ်ပေါ်လိုက်ရောက်လိုက်ဖြစ်ပါတယ်ဖေဟာနမိတ်များအပေါ်စိတ်မထားပဲတဘာဝလေအာယုံကိုသိနေတဲ့စိတ်ကိုပဲသတိထားစောင့်ရှောက်ရင်အချိန်ကုန်သွားပါတယ်ဗျာတပည့်တော်အားလမ်းညွှန်ဆုံးမပေးတော်မူပါဗျာနမိတ်တွေကလေအာယုံနဲ့တွဲပြီးခိုင်ခန်းမှုမရှိသေးရင်တော့အချိန်မရွေ့သူ့မှာပျောက်နိုင်သေးတယ်ပေါ်တဲ့ထိုင်လည်းရှိနိုင်တယ်မပေါ်တဲ့ထိုင်လည်းရှိနိုင်တယ်ယောဂီတွေကလည်းတော်တော်များများကထိုင်တိုင်းနမိတ်လေးပေါ်ရင်သူအားရှိတယ်တရားထိုင်ရတာပြောတယ်တထိုင်တလေသူကမပေါ်ဘူးဆိုရင်တော်တော်လေးစိတ်ဓာတ်ကျသွားတာရှိတယ်အဲ့ဒါတွေကမဆိုင်ဘူးပေါ့နော်အဲ့ဒီတော့တရားထိုင်တဲ့သူတွေကအဲ့ဒီရလိုမှုဒီထူးခြားချက်တွေကိုအဓိကမထားဘဲနဲ့စိတ်ကိုအလဲအလတ်ကလေးထားတတ်ဖို့တော့လိုအပ်တယ်ငါပါရမီဖြည့်နေတယ်ဆိုတော့စိတ်ဓာတ်ကလေးနဲ့သာရိုးရိုးရှင်းရှင်းကလေးမသိသေးလို့မတတ်သေးလို့မပြည့်ဝသေးလို့သိအောင်တတ်အောင်ပြည့်ဝအောင်ငါပါရမီဖြည့်နေတယ်ဆိုတဲ့စိတ်ဓာတ်ကလေးနဲ့သာလုပ်ပါအဲ့ဒါဆိုရင်ကောင်းတာများတယ်အခုကရလိုမှုနမိတ်တွေပေါ်ဖို့ရန်အတွက်သွားကြိုးစားတယ်အဲ့ဒီတော့နမိတ်မပေါ်တဲ့အထိုင်ကြရင်စိတ်ဓာတ်ကြတတ်တယ်နမိတ်မပေါ်တဲ့အချိန်ကကြရင်ဆက်မလုပ်ချင်တော့အဲ့တော့စိတ်လည်းငြိမ်နေတယ်ဆက်လည်းမလုပ်ချင်တော့တာတွေရှိတယ်လေအဲ့ဒါကြတော့ထိဏမိတ်တာနဲ့ဒီနှစ်ခုထဲမှာထိဏရဲ့သဘောကတော့ဆက်လက်ပြီးရင်မဆိုင်ခြင်းတော့ဘူးဒီလေအာယုံနဲ့ဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဘူးနောက်ဆုတ်တယ်နောက်တွန့်တဲ့သဘောဖြစ်သွားတယ်အဲ့ထိဏရဲ့သဘောကဆက်လုပ်ချင်တယ်ဆိုတဲ့ဝိရိယကိုဖျက်ဆီးပစ်လိုက်တဲ့သဘောပဲအဲ့ဒါလေးတွေနားလည်ဖို့လည်းလိုတော့ပေါ့လေနော်ဟုတ်ကဲ့အမှတ်83ဖြစ်ပါတယ်ဗျာယူသေးစွာရှောက်ထားခွင့်ပြုပါဗျာတပည့်တော်စိတ်ငြိမ်စေအောင်ပြုခြင်းပြီးဗုဒ္ဓနုတ္တိအရဟံကမ္မထာဖြင့်စား၍တတိကပ်ပါတယ်ဗျာစိတ်ငြိမ်စေသွားသည့်အခါလေအာယုံကိုသိတဲ့စိတ်မှာကင်းသုံးကင်းဖြင့်15မိနစ်ခန့်ရအောင်အားထုတ်မယ်ဟုစိတ်ပိုင်းဖြတ်ပြီးလေအာယုံကိုသိနေပါတယ်ဗျာလေအာယုံကမြန်နေရာကတိမ်မွေ့နူးညံ့လာပါတယ်ဗျာအလွန်နူးညံ့တိမ်မွေ့တဲ့အထိဖြစ်လာပါတယ်ဗျာထိုအခါတပည့်တော်ဥကောင်းအထက်ပိုင်းနဲ့မျက်လုံးနေရာများလောက်မှာလင်းနေတယ်လို့ခံစားရပါတယ်ဗျာ2မိနစ်
3 မိနစ်ခန့်ရှိမဲ့ထင်ပါတယ်ဗျာကိုယ်အလုံးမဟုတ်သေးဟုတတိက၍လေအာယုံကိုပြန်တတိထားပါတယ်ဗျာပြန်တတိထားမိတဲ့လေအာယုံဟာတူရာတတိပြုမိပါတယ်ဗျာအဲဒီကနေမှတဖြည်းဖြည်းပြန်နူးညံ့သွား၍ခုနကလိုပဲလင်းလာပါတယ်ဗျာတရားတစ်ထိုင်မှာ2 ကြိမ်ကတူကဲ့သို့ဖြစ်ပါတယ်ဗျာတပည့်တော်ကိုလမ်းညွှန်ပြသတော်မူပါဗျာတူတယ်ဆိုတာတော့ရတ္တရဲ့သဘောပေါ့နော်ရတ္တကလေးမြန်တဲ့သဘောတူတဲ့သဘောနည်းနည်းတော့စိတ်လှုပ်ရှားနေလို့စိတ်လှုပ်ရှားနေလို့စိုးရင်စိတ်တစ်ခုခုရှိလို့အတွေးရှိနေသေးရင်တော့ဒီစိတ်လှုပ်ရှားနေတဲ့သဘောသည်လေးအာယုံကိုမြန်စေတယ်မြန်တာကိုတူတယ်လို့ဆိုလို့တယ်ဘယ်လိုပဲဖြစ်ဖြစ်လေးအာယုံမြန်လို့ဆိုပြီးနှေးအောင်မလုံးမိစေနဲ့ပိဿုပန်တဲ့ပြောထားတယ်ပိဿုပန်တဲ့သူ့ရှိနေသူ့အသိရှိတာလေးနဲ့ရောက်ရဲတင်းတိမ်နှံစိတ်ကိုပဲတတိထားပြီးတော့နေတိုင်းသူ့အတူပြန်တည်ငြိမ်သွားရင်ပြန်ပြီးနှေးပြီးနူးညံ့သိမ်မွေ့သွားလိမ့်မယ်တဲ့နော်အဲဒီတော့တရားထိုင်တဲ့အချိန်ခါမှလည်းပဲလေတစ်မျိုးလေးပဲဒါရှိပါစေနေရာထိတာမျက်လုံးမျက်နှာခေါင်းပိုင်းစသည်ဖြင့်ပိုင်းခြားမထားပါနဲ့တဲ့နော်မေ့ထားလေကောင်းလေပဲအဲ့ဒီတော့အလုတ်ကလည်းပဲနမိတ်တွေအလင်းတွေကိုဖြစ်စေတတ်တဲ့အလုတ်ဖြစ်တဲ့အတွက်ကြောင့်နေပြီးနူးညံ့သိမ်မွေ့တဲ့လေအာယုံလေးနဲ့သမာဓိဖြစ်ပြီးတော့သမာဓိထူထောင်လို့ကောင်းလာပြီစိတ်တွေကလည်းကြည်လင်လာပြီအေးချမ်းလာပြီဆိုရင်ဒီနမိတ်တွေကပေါ်လာလိမ့်မယ်တဲ့အဲ့ဒီတော့နမိတ်တွေမပေါ်ခင်လည်းမမျှော်နေတဲ့နောက်ထိုင်နေမှလေပေါ်လာတော့လည်းပဲဒါငါလုံးမဟုတ်သေးဘူးရှိလဲရှိမရှိလဲနေပေါ့လက်လူရှုထားရရှိလဲရှိမရှိလဲနေဆိုတော့ဒီနမိတ်နဲ့ပတ်သက်ပြီးတော့အပြစ်မြင်ခိုင်းတာလည်းမဟုတ်ဘူးဖြောက်ခိုင်းရှောင်ခိုင်းဖယ်ခိုင်းတာလည်းမဟုတ်ပါဘူးတဲ့လက်လူရှုထားလိုက်ပါဘယ်လိုရှုလဲရှိလဲရှိမရှိလဲနေပေါ့ပေါ်ရင်လည်းပေါ်မပေါ်ရင်လည်းနေခိုင်းခြင်းလဲခိုင်းမခိုင်းခြင်းလဲနေပေါ့တဘာဝလေအာယုံကိုသိနေတဲ့အတိကိုစိတ်ကိုပဲတတိထားစောင့်ရှောက်ပြီးမယိုတမ်းမမုန်းတမ်းဒီအလုပ်ကိုလုပ်ပြရမယ်တရားတော်ပုံမှန်လေးလျှောက်ပေးလိုက်အဲ့နမိတ်နဲ့ပတ်သက်ပြီးတော့အာနေချက်အာသာချက်ကလေးတွေကိုသိရတယ်ဆိုရင်ပြင်ပေးလို့ရတယ်စိတ်ကိုဒီလိုထားပါဒီလိုမျိုးသွားပြီးတော့နမိတ်နဲ့ပတ်သက်ပြီးမတွေ့တာအနေနဲ့စသည်ဖြစ်ကိုပြောပြလိုက်လို့ရတယ်အဲ့ဒါဆိုလမ်းကြောင်းဘုတ်ကိုရောက်သွားလိမ့်မယ်နော်ယောဂီအမတ်စဉ်တရားတော်နွယ်ဝင်းဖြစ်ပါတယ်ဗျာအရှင်ဘုရားတပည့်တော်ယူသေးစွာလျှောက်ထားပါသည်ဘုရားဘုရားတပည့်တော်ဒီဘယ်ခြေတွင်ထားညာခြေပြင်ထားမျက်လွှာချကောင်းမှဖြေလျှော့သောဒီနည်းဖြင့်စိတ်ငြိမ်စိတ်အေးအောင်ပြုခြင်းပါသည်အရှင်ဘုရားဘုရားတပည့်တော်ပထမအကြိမ်တရားထိုင်ခြင်းကို2 နာရီဒိဋ္ဌံ၍စိတ်ငြိမ်စိတ်အေးအောင်ပြုခြင်းဒီမှာ3 ရက်မြောက်နေဖြစ်ပါသည်ဘုရားစိတ်ငြိမ်စိတ်အေး၍လေအာယုံကိုတတိထားဆောင်လျှောက်ပါသည်ဘုရားလေအာယုံကို2 နာရီလုံးသိနေတော့လည်းပဲအတွေးများကဝင်နေပါသည်ဘုရားနာယဝက်ခန့်သမာဓိရခြင်းတွင်တပည့်တော်ခန္ဓာတစ်ခုလုံးလင်းထိန်နေပါသည်ဘုရားလေအာယုံကိုတတိထားဆောင်လျှောက်နေစဉ်တပည့်တော်မျက်လုံးများအလိုလိုပွင့်လာပါတယ်ဘုရားထိုအချိန်မှာမျက်လုံးကိုပြန်ပြီးပိတ်နေရ၍သမာဓိပြတ်ပါတယ်ဘုရားတပည့်တော်တရားထိုင်ခြင်းကို3 နာရီထိတိုးမြင့်ထိုင်ရပါမည်လားလမ်းပြပေးတော်မူပါဘုရားအဲ့ဒါကြတော့လေဘလောက်ထိုင်ရမယ်ဆိုပြီးတော့စထိုင်တဲ့ယောဂီတွေကိုတတ်မှတ်ပေးလို့မရဘူးယောဂီက7 မိနစ်နိုင်တယ်သူ့အတူထိုင်ခြင်းနဲ့စိတ်နဲ့15 မိနစ်ထပ်တိုးတိုင်လာ1 နာရီတိုးထိုင်တယ်2 နာရီတိုးထိုင်တယ်3 နာရီတိုးထိုင်တယ်ကိုယ့်ရဲ့အထိုင်ကိုယ့်ရဲ့သမာဓိပုံမှာမူတည်ပြီးကိုယ့်အကူတိုးသွားထိုင်ရမှာတော့ယောဂီတယောက်ရဲ့စံချိန်ကတော့3 နာရီပေါ့အချိန်ကလည်း3 နာရီလောက်ရကိုယ့်အကူဆက်ပြီးထိုင်ခြင်းနဲ့ဆိုရင်လည်းထိုင်ခွင့်ရှိတယ်ပေါ့နော်အဲဒီတော့မထရဘူးဒီလိုမျိုးသတ်မှတ်လို့မရဘူးတဲ့နော်သူ့ရဲ့သမာဓိသူ့ရဲ့တည်ငြိမ်မှုသူ့ရဲ့အေးချမ်းမှုသူ့ရဲ့စိတ်ဆန္ဒဘလောက်ဒီဆက်ထိုင်ခြင်းသူ့ပုံမှာမူတည်တယ်ကြိုက်တဲ့လောက်ထိုင်လို့ရပါတယ်တဲ့နော်အဲ့ဒီတော့နမိတ်တွေကတော့ဖြစ်ပေါ်လာမယ်လေနမိတ်တွေကလည်းပဲဝန်းကျင်ပတ်ချာလင်းနေတဲ့သဘောရှိတယ်မိမိစိတ်ကစားရင်ကစားလို့ဒီအလင်းတွေကလည်းလိုက်ရှိနေတဲ့သဘောရှိတယ်ဒါလည်းပဲထုံးနေတူပဲနေရာထိတာမျက်လုံးမျက်နှာခေါင်းတစ်လုံးလုံးခန္ဓာကိုယ်တစ်ခုလုံးမေ့ထားပါအဲ့ဒါလိုမေ့ထားမှသမာဓိလည်းကောင်းတယ်တာဝန်လည်းပေါ့တယ်ခြေလက်ကောင်းကားစီစဉ်နေရတဲ့ခေါင်းကြီးကဘယ်နာမှလဲခန္ဓာကိုယ်ကဗမာလဲအဲ့ဒါတွေကတာဝန်ကြီးသူတို့တွေအလုံးလည်းမဟုတ်ကြဘူးသူတို့စီကိုစိတ်ရောက်လို့သူတို့စီကိုဒီနေရာဌာနတွေလက်တွေခြေတွေခေါင်းတွေစပြီးလိုက်ပြီးတော့စီစစ်နေမယ်ဆိုရင်တာဝန်လည်းကြီးတယ်သမာဓိလည်းမကောင်း
မရှိတယ်လို့ထားပြီးသွားမယ်ဆိုရင်လုပ်ငန်းကပို့ပြီးတော့လူရင်းကိုရောက်တယ်ဒါကြောင့်မို့လို့နေရာထိတာမျက်လုံးမျက်နှာခေါင်းတစ်လုံးလုံးခန္ဓာကိုယ်တစ်ခုလုံးမေးထားတတိစိတ်တဘာဝလေးဒီတိုင်းပဲသွားမယ်ရှုနေမှတ်နေတဲ့စိတ်ကလည်းမကြာခဏလက်ခနဲ့တွတ်ထွက်နေတယ်လေအာယုံမှာလည်းဘာဝနာစိတ်ကမနစ်ဘူးတိတော့သိနေတယ်စိတ်ကြိုက်မဖြစ်ဘူးဒါဝိရိယနည်းနည်းပို့လွန်ပြီးတော့တင်းနေတဲ့သဘောရှိတယ်ဒါလေးရော့လျှော့ရင်ထဲမှာမတင်းနေစေနဲ့ရော့လျှော့ထားပြီးတက်တာလေးသွားပြလိုက်အဲ့ဒါဆိုရင်လေအာယုံမှာဘာဝနာစိတ်ကလေးနေသွားပြီဆိုရင်သူရုပ်တရက်ထွက်လို့မရတော့သမာဓိပိုကောင်းသွားလိမ့်မယ်ဝိရိယအလဲအလတ်အငြင်းမြရှိပါစေတက်တာနေထိုင်ပါယောဂီအမှတ်149လေးလွာအောက်ထပ်ကဖြစ်ပါတယ်ဗျာတပည့်တော်ယူသေးစွာမေးလျှောက်အပ်ပါသည်ဗျာတပည့်တော်လေသီးစိတ်လေးကိုတတိထားစောင့်ရှောက်နေတော့လဲအတွေ့ဌိနမိတ်တဘဝင်ကြဤသုံးခုအနက်အများဆုံးဖြစ်တတ်ဒီမှာအတွေ့ပါဗျာတတိထားနေပါတော့လဲပဲထိုအတွေ့သို့ရောက်သွားစဉ်လေသီးစိတ်မှကွာသွားကြခန္ဓာကိုယ်မှနာကျင်မှုသို့အာယုံကျသွားပါသည်ဗျာတပည့်တော်ပြန်၍လေသီးစိတ်သို့တတိကပ်ပါသည်ဗျာထို့သောတတိကပ်ရန်နှင့်ဝေဒနာကြားတွင်အလင်းနမိတ်ရှိနေတာတတိထားမိတော့လဲတပည့်တော်လေသီးစိတ်ကိုသာတတိထားရှုမှတ်ပါသည်ဗျာထိုအချိန်တွင်တပည့်တော်နေရာပြောင်းထိုင်အရိယာပုပြောင်းထိုင်လင်တမာတိပိုကောင်း၍တတိပိုကတ်နိုင်သဖြင့်ပြောင်းထိုင်မိပါသည်ဗျာတဏှာဤတွင်2ကြိမ်မှ3ကြိမ်အထိဖြစ်တတ်သည်မို့တပည့်တော်တမာတိကြောင်ကြားကျိုးပေါက်မှုများနေသည်ဟုတွေးမိပါသည်ဗျာတပည့်တော်ကိုလမ်းမှန်ညွှန်ကြားပြသပေးပါရန်ယူသေးစွာလျှောက်ထားပါသည်ဗျာအဲဒီတော့တရားထိုင်တာရက်ကလေးကနှုတ်သေးတယ်ဆိုရင်ဣရိယာပုဂ္ဂိုလ်လည်းသိမ့်မခိုင်ငံ့သေးဘူးလေ။ဘာကြောင့်လဲဆိုတော့ဟိုနေ့ကပြောသလိုအဲဒီတော့အရေပါရေတူအသားအယိုးတွေအမာကန်နေနဲ့အောက်ကကျန်းကအမာကန်နဲ့ထိုင်ထားတော့အရေပါလေးတွေကမထူသေးဘူး။မထူသေးတာဖြစ်စေအတွက်ကြောင့်အဲဒီမှာကျိန်းတာတွေပူတာတွေအဲဒီမှာခန္ဓာကိုယ်နဲ့ပတ်သက်ပြီးနာကျင်တာတွေဒါမျိုးတွေရှိလာအောင်မှာပဲအချိန်ကလေးတွေကနှုတ်သေးတော့လေအဲဒီတော့နာကျင်တာတွေတစ်ခုခုဖြစ်ပေါ်လာရင်လည်းလှစ်လူရှုပြီးတော့သိခံခြင်းဒါငါလုံးမဟုတ်ဘူးဆိုပြီးလှစ်လူရှုပြီးတော့တမာတိပြန်ထူထောင်ကြည့်ရတယ်အဲဒီတော့တမာတိပြန်ဖြစ်သွားရင်အဲ့ဒါနာရာတွေကပျောက်သွားတတ်တယ်မပျောက်ခဲ့သည်ရှိသောမိမိရဲ့ဣရိယာပုဂ္ဂိုလ်အသာလေးတမာတိလည်းမဖြစ်ဘူးဟိုမှာလည်းနာကျင်မှုကလွှမ်းမိုးနေတယ်ဆိုရင်တော့လည်းပဲအသာလေးစိတ်ကိုသတိထားပြီးတသရေရာလေးဒါလေးပြောင်းရွှေ့ပြီးတော့ထိုင်ခွင့်ရှိတယ်တဲ့နောက်ပိုင်းကတော့သူ့ဟာသူအထိုင်တွေရင့်ကျက်လာပြီးရက်တွေကလည်းရလာပြီးလုပ်ငန်းမှလည်းကျွမ်းကျင်လာပြီးဆိုသူ့ဟာသူမထပဲမပြောင်းပဲသူ့ဟာသူခိုင်ခံ့သွားလိမ့်မယ်အဲဒီတော့စိတ်ကလေးကထွက်တယ်ယောဂီတိုင်းအတွေးပဲနှိပ်စက်တာပါပဲတွေးပဲနှိပ်စက်တာပါအဲ့ဒီတော့တရားထိုင်လို့ကောင်းတယ်မကောင်းဘူးဒီတထိုင်သိကောင်းတာပဲဒီတထိုင်မကောင်းဘူးအဲ့ဒီမှာသသင်္ခါရိကအသင်္ခါရိကဆိုတဲ့နှစ်ခုကဒီနေရာမှာသိအကျုံးဝင်တာပဲသသင်္ခါရိကတရားထိုင်ဖို့ရန်အတွက်အိမ်မှာပဲဖြစ်ဖြစ်ဘယ်မှာပဲဖြစ်ဖြစ်ပေါ့ရိတ်တာမှာပဲဖြစ်ဖြစ်ပေါ့တရားထိုင်ဖို့ရန်အတွက်မိမိကိုမိမိကတိုက်တွန်းနေရတယ်ပတ်ဝန်းကျင်ကိုကြည့်ပြီးသူတစ်ပါးတွေသွားပြီးသူတစ်ပါးတိုက်တွန်းလို့သွားရတာစသည်ဖြင့်အဲ့လိုတိုက်တွန်းမှုဖြင့်မိမိကိုမိမိတိုက်တွန်းပြီးမှထိုင်ရတဲ့အလုပ်တွေကတော့သူကတော့မကောင်းတတ်ဘူးအသိဉာဏ်နဲ့လည်းပဲမပွင့်လင်းမှုပေါ့ဒီလိုမျိုးရှိတယ်အသင်္ခါရိကကြတော့တရားထိုင်ဖို့ရန်အတွက်စိတ်ဓာတ်ကပြည့်ဝတယ်တိုက်တွန်းစရာလည်းမလိုဘူးစိတ်ဓာတ်ပြည့်ဝနေတာဖြစ်သည့်အတွက်ကြောင့်တရားထိုင်မဲ့နေရာကိုသွားဖို့ပဲစိတ်ရှိနေတယ်တရားထိုင်ဖို့ပဲစိတ်ရှိနေတယ်အဲ့ဒီတော့စိတ်ဓာတ်ကပြည့်ဝနေတာဖြစ်တဲ့အတွက်ကြောင့်တမာတိလည်းဖြစ်တယ်လုပ်ငန်းပုံမှာလည်းအသိဉာဏ်ရှင်းတယ်တိုးတက်မှုတွေကိုလည်းဖြစ်စေတယ်အဲ့ဒီတော့တသင်္ခါရိကနဲ့အသင်္ခါရိကရဲ့ကွာခြားချက်ဘာကြောင့်ဒီတထိုင်မကောင်းရတာလဲသတိထားကြည့်ဘာကြောင့်ဒီတထိုင်ကောင်းသွားရတာလဲသတိထားကြည့်တသင်္ခါရိကလားအသင်္ခါရိကလားအသင်္ခါရိကဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါမိမိဒီလုပ်ငန်းနဲ့ဒီတထိုင်အတွင်းမှာမိမိကအသိဉာဏ်တွေမပွင့်လင်းတာတွေပွင့်လင်းသွားမယ်အသိဉာဏ်မရှင်းတာတွေရှင်းသွားလိမ့်မယ်